မောဟဆိုတာကြတော့သူကအမှန်တမ်းမှတိမ်မွေ့တယ်သူကပူဆိုးတယ်လူတွေကဒေါသတော့သိတယ်လောဘတော့သိတယ်မောဟသိမသိဘူးနော်ဒါကြောင့်မို့လို့မောဟဆိုတာဘာတော့ဆိုမသိပဲဖြစ်တတ်တယ်ကဲစဉ်းစားကြည့်အောင်မောဟဆိုဒီမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုခွဲခြားမသိဘူးပြောတဲ့စကားမပြောတဲ့စကားခွဲခြားမသိဘူးတွေးတဲ့နာမတွေးတဲ့နာကိုခွဲခြားမသိဘူးမသိတော့ဘာဖြစ်တာတုံးဆိုမလှုပ်တဲ့နာကိုလှုပ်တဲ့လို့ထင်တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့ဘူးလို့ထင်တယ်မပြောတဲ့စကားကိုပြောတဲ့လို့ထင်တယ်ပြောတဲ့စကားကြမပြောတဲ့ဘူးလို့ထင်မြန်တယ်ဟုတ်ကဲ့လားနော်အဲ့ဒါလို့အထင်နေမှားတဲ့အခါကျတော့ဘာဖြစ်တုံးဆိုမလှုပ်တဲ့နာကိုလှုပ်တဲ့ထင်ပြီးလှုပ်တာပဲလှုပ်တဲ့နာကြတော့မလှုပ်တဲ့ဘူးထင်ပြီးမလှုပ်ခဲနေတယ်မှားမှားယွင်းယွင်းနေနဲ့ပြဿနာမတက်ဘူးလားမောဟသမားလှုပ်သွားတာကိုယ့်ရုပ်ကာယကြီးပဲအကုန်လုံးပြစ်တင်စရာတွေကြီးဖြစ်အဲ့ဒါကိုမောဟလို့ခေါ်တာနော်မောလို့ပါဇက်ကြီးဟနေတာကိုပြောတာမဟုတ်ဘူးမောဟဆိုတာတွေးဝေပြီးတော့လှုပ်တဲ့နာမလှုပ်တဲ့နာမသိလို့ပြဿနာတွေနောက်ဆက်တွဲတက်လာတာဒါကြောင့်မို့လို့မောဟဆိုတာမဖြစ်အောင်ဘယ်လိုထိမလဲအခုလို့တရားနာတာဟာမောဟကျော်ပါအောင်တရားနာတရားစာအုပ်တွေဖတ်တာမောဟကျော်ပါအောင်တရားစာအုပ်တွေဖတ်တရားနာရတယ်မသိရင်မေးရတယ်တရားစာအုပ်တွေဖတ်ရတယ်လေ့ကျင့်ရတယ်အသိဉာဏ်တွေရအောင်ကြိုးစားရတယ်ဒါမောဟကိုဖယ်ဖို့ကြိုးစားတာပဲမောဟကနေစိတ်ကိုထိမ့်နေဆိုတာပညာနဲ့ထိမ့်သွားတာဟောဒီသဘောကိုပြောတာနော်အေးလောဘဒေါသမောဟဆိုတဲ့ဒါတွေကိုစိတ်တွေကိုထိမ့်နိုင်ပြီဆိုလို့ရှိရင်ထိမ့်နိုင်တဲ့အချိန်ကနေစပြီးတော့ပြဿနာတွေနည်းနည်းသွားပြီးချမ်းသာဒုက္ခရတယ်တဲ့နောက်ဆုံးလောဘကိုကင်အောင်ထိမ့်လိုက်တာနဲ့တကြိုင်နဲ့လောဘကဘယ်ကြမှာခုံလုံးဆိုရင်ယန္တာဖြစ်မှာခုံတယ်ဒေါသကဘယ်မှာကုံသွားတော့ဆိုရင်အနာဂံဖြစ်သွားရင်ဒေါသခုံတယ်မောဟကဘယ်မှာကုံတော့ဆိုရင်ယန္တာဖြစ်မှာခုံတယ်အဲ့ဒီမကုံရင်စัจ जा မှာလဲသောတာပန်ဖြစ်သွားရင်အပေကိုချနိုင်တဲ့လောဘအပေကိုချတဲ့ဒေါသအပေကိုချတဲ့မောဟမရှိတော့နော်တဂရကဖြစ်သွားရင်အဖြစ်နည်းသွားပြီအရှိန်တွေနည်းသွားပြီအနာဂံဖြစ်လို့ရှိရင်ဒေါသဟာလုံးဝကုန်သွားပြီမောဟတို့ဒီလောဘတို့ဆိုတာဒီကာမအာယုန်တွေနဲ့ပတ်သက်ပြီးတော့မလာတော့ဘူးယန္တာဖြစ်သွားပြီဆိုရင်ဘာအကုသိုလ်မှမရှိတော့ဘူးလုံးဝလွတ်ကင်းသွားပြီအဲ့ဒီကြရင်တော့လုံးဝချမ်းသာတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့တန်တရားဝဆင်းကလွတ်ကင်းသွားနိုင်တယ်လို့မြတ်စွာဘုရားဟောတဲ့တရားဟာအမြဲတမ်းလက်တွေ့ကြတဲ့တရားဖြစ်သွားကြအောင်ဒါကြောင့်မို့မြတ်စွာဘုရားစိတ်တံဂုတ်တံဒုက္ခဝဟံလို့ဆိုတဲ့အတိုင်းစိတ်ကိုထိန်းနိုင်မှချမ်းသာရမှာလို့ကိုယ်စီသဘောကျပြီးတော့မိမိရဲ့စိတ်လေးကိုလောဘနဲ့